ငါခီးမတော့ရလဲကြာပြီဒီနှစ်တော့ငါယူရိုဘတ်ကိုခီးထွက်ကောင်းမယ်တဲ့ဆောင်းရတဲ့ငွေတက်လေးလည်းခန်းစားရမှာကြည့်အောင်ခီးထွက်မှာဟုတ်ပါပြီဒါဆိုရင်တော့ဗီဇာလိုဦးမယ်ထင်တယ်ကြည့်ရတဲ့သူတွေနဲ့နိုင်ငံတကာခီးတွေကိုအလဲပတ်သွားခြင်းတဲ့သူတွေနဲ့နိုင်ငံခြားမှာပညာသွားပြီးတော့တင်ကြားမဲ့ကျောင်းသားကျောင်းသူတွေအတွက် FAI ကနေပြီးတော့ one stop service ဗီဇာကိစ္စတွေကိုဆောင်ရွက်ပေးနေပါပြီငါလည်းယူရိုဘတ်သွားခြင်းနေရဆိုဒါလေးသွားဆောင်စမ်း FAI နဲ့မင်္ဂလာပါရှင်။ဗာလေးများကူညီပေးရမလဲရှင်။အင်းညီမလေးခွာလေးအမယူရိုဘတ်သွားမယ်လေဗီဇာကိစ္စလေးဆောင်စမ်းနေ။ဟုတ်ကဲ့အဲ့ဆိုရင်တော့အထက်လေးကြောက်ပြီပါနောက်မှဟုတ်ဟိုလေးယူရိုဘတ်ကိုလေ individual သွားလဲချင်လို့လေအဲ့အတွက်ဗီဇာလေးလာဆောင်စမ်းရအမဟုတ်တယ်လေညီမလေးဘယ်နိုင်ငံလေးအတွက်ရှောက်ချင်တာလဲဟောပါပေါ့နယ်သာလန်နဲ့ဂျာမနီယူရိုဘတ်ကိုဖြစ်နိုင်တော့ယူရိုတစ်ခုလုံးပတ်ချင်တာရတာပေါ့ညီမလေးရဲ့စိတ်တိုင်းကြာရှန်ကန်စိတ်29နိုင်ငံလုံးကိုရှန်ကန်ဗီဇာလျှောက်ပြီးတော့စိတ်ကြိုက်လေလို့ရတယ်အဲ့လိုတကယ်ရလားအဲ့လိုရလားရတာပေါ့ညီမလေးရဲ့ရှန်ကန်ဗီဇာအပြင်အေရှားရဲ့ထိပ်တန်းနိုင်ငံတွေကိုလည်းဗီဇာရေးလျှောက်ပေးတယ်ပြီးတော့အမားတို့ FAI ကနေပြီးတော့တခြားတိုင်းမှာဆွေးနွေးပြီးတော့ဗီဇာကိစ္စအတွက်လေဗီဇာစင်တာတွေ embassy အထိလည်းဝန်ဆောင်မှုပေးသေးတယ်နောက်ထပ်ပြီးတော့မအဲ့ဆိုခိုင်းအလိုက်တော့မယ်ပြန်နိုင်တော့မှဆက်ပြောလိုက်တော့ဟုတ်ပြီညီမလေးအဲ့ဆိုရင်မတို့စလိုက်မယ်နော်